ပန်ကွက်တွေမြောက်ခဲ့ကြပါတယ်။အတန်ကြာတောက်ပြီးနောက်ဖေးကအနှဲငယ်မူလာပြီးလာကူညီပေးတဲ့အတွက်ဂျီရွှန်ကိုကျေးဇူးတင်ခဲ့ပါတယ်။သူမကိုကယ်တင်ခဲ့တဲ့သူ့ပုံရိပ်ကအယမ်းမိုက်တယ်လို့ချီးကျူးခဲ့ပါတယ်။ဒါပေမဲ့သူကရီးစားငှားရမ်းကကောက်ခံတာကိုရက်လိုက်ချိန်မှာဖေးစိတ်လှုပ်ရှားသွားပါတယ်။ဂျီရွှန်ကကျောင်းလာခပေးဖို့ပတ်စံရှာရကြောင်းရင်ဖွင့်ခဲ့ပါတယ်။တကယ်တော့သူဟာမိဘမဲ့တယောက်ဖြစ်ပြီးကိုယ့်ဘာသာကိုအသက်မွေးဝမ်းကြောင်းပြုခဲ့ရတာပါ။ဖေးစိတ်လှုပ်ရှားနေချိန်မှာဂျီရွှန်ကသူမကိုသူနဲ့အတူနေထိုင်ခွင့်စာချုပ်ချုပ်ဖို့တောင်းဆိုခဲ့ပါတယ်။ဂျီရွှန်သူမရဲ့အိမ်မက်ထဲထပ်ဝင်လာတယ်လို့ထင်ပြီးသူမရုတ်တရက်သူ့ကိုနမ်းလိုက်ပါတယ်။ရလက်အနေနဲ့သူတို့နှစ်ယောက်ဖေးရဲ့အခန်းထဲမှာမနက်အထိအတူအိပ်ခဲ့ကြပါတယ်။နိုးချင်းမှာပဲမင်းညကဖေးသူ့အပေါ်အန်ချခဲ့လို့ဂျီရွှန်ရဲ့အဝတ်စားတွေညစ်ပတ်သွားကြောင်းသူအမြန်ရှင်းပြပါတယ်။သူကစေတနာကောင်းတဲ့ဖေးကိုအခန်းထဲပြန်ရောက်အောင်ကူညီပေးခဲ့တာပါ။ဒါပေမဲ့သူမကဂျီရွှန်ကိုတင်းကျပ်စွာဖတ်ထားပြီးသူမရဲ့လက်မောင်းထဲကနေလွတ်မြောက်ခွင့်မပေးခဲ့ပါဘူး။ထို့အပြင်အဲ့ဒီအချိန်ကသူလဲမူးနေတာကြောင့်တဖြည်းဖြည်းအိပ်ပျော်သွားခဲ့တာပါ။ဒီအချိန်မှာမင်ကသူမရဲ့ရီးစားလင်းကေကိုအချစ်ဆုံးတငယ်ချင်းရဲ့အိမ်ကိုအလဲခေါ်လာပါတယ်။သူတို့နှစ်ယောက်အရင်ကအတူတူစိတ်ငွေအဖြစ်နေကြမယ်လို့ကြိတ်ဆိုခဲ့ပေမဲ့ချက်ချင်းဆိုသလိုမင်မှာချစ်သူရသွားလို့သူမတငယ်ချင်းကိုအပြစ်တင်ခဲ့ပါတယ်။ဒီရီးစားကိုသူမမတွန်းလှန်နိုင်ခဲ့လို့ချက်ချင်းတောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့မင်မိဘတွေကသဘောမတူလို့အိမ်မော်ကနှင်ချခဲ့ပါတယ်။မင်မှာရွေးချယ်စရာမရှိပဲသူမရဲ့ရီးစားကိုဖေးအိမ်မှာရက်အနှဲငယ်နေဖို့ခေါ်လာခဲ့ရတာပါ။ဖေးကသူတို့နှစ်ယောက်ကိုဂျီရွှန်နဲ့မိတ်ဆက်ပေးခဲ့ပေမဲ့သူကလင်းကေကိုအရင်ကတည်းကသိနေမယ်လို့မမျှော်လင့်ခဲ့ပါဘူး။လင်းကေကဂျီရွှန်နဲ့အတူတူပညာသင်ခဲ့တယ်လို့ပြောပါတယ်။ဂျီရွှန်ကိုကျောင်းရဲ့ပန်တပွင့်လို့သတ်မှတ်ထားပေမဲ့သူကကံမကောင်းပါဘူး။ဂျီရွှန်ကပြဆက်တွေမှာအမြဲတကြွစွာပါဝင်လေးရှိပါတယ်။သူကစပို့နေရာကနေလူစားထိုးနေရာအထိတရုပ်ဆောင်ခဲ့ပေမဲ့နာမည်မရခဲ့ပါဘူး။ဂျီရွှန်ကမင်နဲ့တီးတန့်တွေ့ပြီးလင်းကေရဲ့နောက်ခံအမှန်ကိုဘာလို့မပြောရတာလဲလို့မေးခွန်းထုတ်ခဲ့ပါတယ်။မင်ကသူမနဲ့ဖေးရဲ့ကိစ္စကိုဂရုမစိုက်ဖို့ဂျီရွှန်ကိုတတိပေးခဲ့ပါတယ်။သူသာဖေးအပေါ်အလွန်အကျွံတွေးရရင်သူမကိုအပြစ်မတင်ဖို့ပြောပါတယ်။နောက်တနေ့မနက်စောစောမှာဖေးနိုးလာတော့သူမအိမ်ကဖုန်တစ်စက်တောင်မရှိတော့အောင်တန်ရှင်းနေလို့အယမ်းအံ့ဩသွားပါတယ်။မင်ကလင်းကေမနက်စောစောထားပြီးတန်ရှင်းရေးလုပ်ထားတာလို့အချစ်ဆုံးတငယ်ချင်းကိုကြွားခဲ့ပါတယ်။သူကကောင်မလေးနှစ်ယောက်အတွက်အရသာရှိတဲ့ဟင်းပွဲတွေအများကြီးပြင်ဆင်ပေးထားပါသေးတယ်။နောက်ဆုံးတော့ဂျီရွှန်ရဲ့ကြက်ရင်ပုံသားတွေစီကနေလွတ်မြောက်သွားလို့ဖေးကျေနပ်သွားပါတယ်။ဒီအချိန်မှာဂျီရွှန်လည်းမနက်စာစားဖို့အပြင်ထွက်လာပါတယ်။လင်းကေကမင်ကိုအလိုလိုက်နေပေမဲ့သူမရဲ့တကယ်ရီးစားကတော့ငှားထားတဲ့လူနဲ့တစ်ထပ်ထဲတူနေလို့ဖေးဒေါသထွက်နေပါတယ်။လင်းကေမင်ကိုဂယုစိုက်နေတာကိုဖေးကြည့်နေခဲ့ပါတယ်။သူမကဂျီရွှန်ကိုဆိုတာနည်းနည်းယူပေးဖို့လှည့်မေးခဲ့ပါတယ်။ဆိုတာကကျမရဲ့အတွက်မကောင်းမှုဆိုတဲ့အကြောင်းပြချက်နဲ့သူကချက်ချင်းညှင်းဆိုခဲ့ပါတယ်။ဖေးကသူ့ကိုယ်သူလင်းကေနဲ့နှိုင်းယှဉ်နေတာကိုဂျီရွှန်ကြားလိုက်ရပါတယ်။အလုတ်ချိန်ပြင်ပမှာရီးစားဝန်ဆောင်မှုတွေပေးဖို့ညှင်းဆိုကြောင်းသူအခိုင်အမာပြောခဲ့ပါတယ်။ဖေးဒေါသထွက်ပြီးအခန်းထဲပြန်ဝင်သွားပါတယ်။တကယ်ရီးစားကငှားထားတဲ့ရီးစားထက်ပိုကောင်းသေးတယ်လို့သူမကမင်ကိုရင်ဖွင့်ခဲ့ပါတယ်။ဒီဘက်မှာဂျီရွှန်ကအတူအယောင်ရီးစားလုပ်တဲ့နေရာမှာလင်းကေကဘာလို့သူ့ကိုအတင်းပြိုင်ဆိုင်လုပ်နေရတာလဲလို့မေးခွန်းထုတ်ခဲ့ပါတယ်။တကယ်တော့လင်းကေကလည်းမင်ငှားရမ်းထားတဲ့ရီးစားတစ်ယောက်ပါ။ဂျီရွှန်လက်ရှိမှာဖေးပေါ်ခံစားချက်တွေရှိနေတာကြောင့်အခုချိန်ထိသူမနဲ့ပတ်သက်နေတာလို့သူခံမှန်းမိပါတယ်။သူ့မာနတွေကိုချထားပြီးဒီရေစက်ကိုစုပ်ကင်ထားဖို့တငယ်ချင်းကိုလင်းကေကအကြံပေးပါတယ်။တစ်ချိန်တည်းမှာပဲမင်ကဖေးနဲ့ဂျီရွှန်တို့ရဲ့အတူနေထိုင်မှုစာချုပ်ကိုကြည့်နေခဲ့ပါတယ်။သူကဖေးရဲ့ပတ်စံကိုခေါင်းပုံဖြတ်နေလို့သူမစိတ်ပြက်နေပါတယ်။လင်းကေဟာလည်းငှားရမ်းထားတဲ့ရီးစားဖြစ်ကြောင်းမင်ဝန်ခံခဲ့ပါတယ်။တကယ်တော့သူဟာဖေးရဲ့အတူအယောင်ရီးစားအဖြစ်စီစဉ်ခံရသူပါ။ဒါပေမဲ့လင်းကေကမင်ရဲ့ထိတ်ဖြစ်နေလို့သူမကသူ့ကိုရီးစားအဖြစ်ရွေးချယ်ပြီးဂျီရွှန်ကိုဖေးရဲ့ရီးစားအဖြစ်ထားဖို့ဆုံးဖြတ်ခဲ့တာပါ။လူကောင်းတစ်ယောက်ကိုတင်ထားပြီးသူမကိုအတူအယောင်တစ်ယောက်ပေးရလို့တငယ်ချင်းကိုဖေးကအပြစ်တင်ခဲ့ပါတယ်။ဒါပေမဲ့ဖေးကမပြောင်းချင်ပါဘူး။သူမရဲ့အမားကိုပြန်ပေးဆက်တဲ့အနေနဲ့ဂျီရွှန်ကိုလင်းကေလိုကောင်းမွန်တဲ့ရီးစားတစ်ယောက်ဖြစ်လာအောင်လေ့ကျင့်ပေးမယ်လို့မင်ကဖေးကိုကတိပေးခဲ့ပါတယ်။မင်ကပြိုင်ပွဲတစ်ခုကျင်းပပြီးဂျီရွှန်ကိုရှုံးအောင်လှည့်ကွက်အချို့သုံးချင်ခဲ့တာပါ။ပြီးရင်အယောင်းဝယ်စာချုပ်တစ်ခုချုပ်ဆိုဖို့သူ့ကိုအတင်းအကျပ်လုပ်မယ်။ဂျီရွှန်မပါဝင်ရင်မင်ကသူ့ကိုမောင်းထုတ်မယ်။ဒီအချိန်မှာဂျီရွှန်ကအနီးနားမှာရှိနေပြီးအရာအလုံးကိုကြားသွားပါတယ်။အနိုင်ကျင့်ခံရတော့မယ်လို့ခံစားရလို့သူထွက်သွားပါတယ်။ဂျီရွှန်ကိုထွက်မသွားစေချင်လို့ဖေးကမင်ကိုတားခဲ့ပါတယ်။ဒါပေမဲ့ဒါဟာဂျီရွှန်ကိုသူတို့စကားနားထောင်လာအောင်လုပ်နိုင်မဲ့တစ်ခုလေးသောနည်းလမ်းလို့မင်ကထင်ပါတယ်။အခန်းထဲပြန်ရောက်တာနဲ့ဂျီရွှန်ကသူ့ခရီးဆောင်အိတ်ကိုအမြန်ထုတ်ပိုးပါတော့တယ်။ဖေးကသူ့ကိုမလိုအပ်တော့ဘူးလို့လင်းကေကိုသူရင်ဖွင့်ခဲ့ပါတယ်။ဒါကြောင့်သူမနဲ့မင်ကဂျီရွှန်ကိုမောင်းထုတ်ဖို့အကြောင်းပြချက်ရှာနေကြတာပါ။လင်းကေခဏလောက်ငေးမောသွားပါတယ်။နောက်ထပ်မောင်းထုတ်ခံရမဲ့သူကသူဖြစ်မှာကိုကြောက်နေပါတယ်။ဒါကြောင့်မိန်းကလေးနှစ်ယောက်ရဲ့စိတ်ပြောင်းသွားအောင်ဂျီရွှန်နဲ့ပူးပေါင်းဖို့လင်းကေကကမ်းလှမ်းခဲ့ပါတယ်။
ဖေးကကြီးရွှန်ကိုကျဲငါးပွင့်အဆင့်တက်မှတ်ချက်ပေးအောင်လုပ်ပေးမယ်လို့သူကတိပေးပါတယ်။ဒါပေမဲ့တွေ့ဆုံပွဲမှာမင်မင်ကငှားထားတဲ့ရည်စားကိုမလိုအပ်တော့ဘူးလို့ကြေညာခဲ့ပါတယ်။ဒါကြောင့်သူမကအပြည့်စုံဆုံးသူကိုရွေးချယ်ဖို့ပြိုင်ပွဲတစ်ခုကျင်းပခဲ့ပါတယ်။ပြီးတော့အဲ့ဒီလူကဖေးနဲ့ဆက်ပြီးစာချုပ်ချုပ်ရပါမယ်။ရှုံးတဲ့သူကငှားရမ်းမှုစာချုပ်တစ်ကိုချုပ်ဆိုရမှာဖြစ်ပြီးတစ်ဖက်လူကအိမ်မှုကိစ္စတွေကိုဥဆောင်လုပ်ကင်ကဖေးကိုဂရုစိုက်ရပါမယ်။ဒီဂိမ်းကမူလကကြီးရွှန်ကိုရည်ရွယ်ထားတာဖြစ်ကြောင်းလင်းကေတိလိုက်ရပြီးမင်မင်နဲ့ရင်ဆိုင်ဖို့ကြီးရွှန်ကိုသူ့ပေါ်အခွင့်ကောင်းယူခွင့်မပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။လင်းကေပျော်ရွှင်စွာသဘောတူတာကိုမြင်တော့လင်းကေကိုလှည့်စားဖို့မလွယ်ဘူးဆိုတာကြီးရွှန်သိလို့လင်းကေကိုစိန်ခေါ်ဖို့သဘောတူလိုက်ပါတယ်။အဲ့ဒီနောက်မင်မင်ကပြိုင်ပွဲစည်းမျဉ်းတွေကိုရှင်းပြပါတယ်။အသင်းနှစ်သင်းကပါဝင်ပစ္စည်းတွေရယူဖို့သူတို့ရဲ့ခြေထောက်တွေကိုအတူတူချီနှောင်ထားရပါမယ်။ပြီးရင်ပြိုင်ပွဲဝင်နှစ်ယောက်ကသူတို့ရဲ့ဟင်းချက်စွမ်းရည်ကိုပြသဖို့မိဖို့ကြောင့်တဲကိုဝင်ရပါမယ်။ပြိုင်ပွဲစတာနဲ့ကြီးရွှန်ကချက်ချင်းပဲဖေးကိုပွေ့ချီပြီးပါဝင်ပစ္စည်းတွေယူဖို့ပြေးပါတော့တယ်။ကြီးရွှန်ရဲ့အမြန်နှုံးကြောင့်လင်းကေဘာလို့ရမှန်းမသိဖြစ်သွားပါတယ်။မိဖို့ကြောင့်တဲမှာလင်းကေကသူ့ရဲ့ဟင်းချက်စွမ်းရည်ကိုယုံကြည်မှုရှိပါတယ်။ထို့ပြင်ကြီးရွှန်ကလည်းသူ့ရဲ့အထူးဟင်းလျာဖြစ်တဲ့ကြက်ရင်ပုံသားနဲ့လက်မလျှော့ပါဘူး။လင်းကေရဲ့ဟင်းခတ်အမွှေးကြိုင်တွေအားလုံးကိုကြီးရွှန်ကလူယူသွားပေမဲ့သူကပစွန်ခွန်နဲ့ရင်းကြီးကိုတုံးပြီးဟင်းလျာကိုအနံနဲ့အချိုအရသာပေါင်းထည့်ခဲ့ပါတယ်။ရလက်အနေနဲ့လင်းကေအနိုင်ရသွားပါတယ်။နောက်ဆုံးမှာတော့ကြီးရွှန်ကစာချုပ်အသစ်ချုပ်ဆိုခဲ့ရပါတယ်။ရီးစားငါးရမ်းကကိုအိမ်စရိတ်နဲ့နေထိုင်စရိတ်တွေကနေနှုတ်ယူမယ်လို့မင်မင်ကသူ့ကိုပြောပါတယ်။ဒါအပြင်ကြီးရွှန်ကဖေးကိုကောင်းကောင်းဂရုစိုက်ရပါမယ်။မကြခင်မှာပဲသူကဖေးရဲ့ကတင်စီအစားအသောက်ယူလာပေးပြီးသူမကိုနှိပ်နယ်ပေးခဲ့ရပါတယ်။သူမတောင်းဆိုတာတွေအယမ်းများနေတာကိုမြင်တော့ကြီးရွှန်ဒေါသထွက်ပြီးအခန်းထဲပြန်ဝင်သွားပါတယ်။ကြီးရွှန်စိတ်ဆိုးပြီးဝမ်းနည်းမှုကိုတက်တာစေဖို့အရက်တောက်ခဲ့ပါတယ်။သူ့အတွက်သူမကိုနည်းနည်းလေးနှစ်သိမ့်ပေးဖို့ကတကယ်ပဲခက်ခဲနေတာလားလို့ဖေးတွေးမိပါတယ်။သူကကလေးထိန်မဟုတ်ဘူးလို့အခိုင်အမာပြောပြီးစာချုပ်ကိုအဆုံးသတ်ပြီးထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။စာချုပ်ချုပ်ပြီးချင်းထွက်ပြေးလို့ကြီးရွှန်ကိုတက်တိကြောင်တယ်လို့သူမကချက်ချင်းလှည့်ပြီးအပြစ်တင်ခဲ့ပါတယ်။လင်းကေနဲ့နှိုင်းရှင်ခံရတာကိုမကြိုက်ဘူးလို့သူဝန်ခံခဲ့ပါတယ်။ဖေးရဲ့နှလုံးသားထဲမှာသူ့လိုရည်စားမျိုးကမကောင်းဘူးဆိုတာကြီးရွှန်သိပါတယ်။ဒါပေမဲ့သူကတခြားလူတစ်ယောက်မဖြစ်ချင်ပါဘူး။ဖေးအခန်းထဲပြန်ဝင်သွားပြီးကြီးရွှန်ထွက်သွားတဲ့အကြောင်းမင်မင်ကိုညှဉ်းညူခဲ့ပါတယ်။သူမအနေနဲ့ရည်စားအစ်ပြောင်းတင်တယ်လို့မင်မင်ကထင်ပါတယ်။ဖေးကကြီးရွှန်ကိုခွဲမသွားနိုင်တာကိုမြင်တော့အချစ်ဆုံးတငယ်ချင်းကသူမသူ့ကိုကြွေသွားပြီလားလို့စိုးရိမ်သွားပါတယ်။ဒီအချိန်မှာလင်းကေအခန်းထဲဝင်လာပါတယ်။မင်မင်နဲ့ဖေးကကြီးရွှန်ရဲ့အခကြေးငွေကောက်ခံတဲ့ပုံစံကိုမကြိုက်ဘူးဆိုတာသူသိပါတယ်။လင်းကေကစာချုပ်ဟောင်းကိုကြည့်ပြီးကြီးရွှန်ကအပိုဆောင်အခကြေးငွေတွေကိုပြန်ဆက်ပြီးပြီလို့ခံမှန်းမိပါတယ်။ကြီးရွှန်ရဲ့မိသားစုနောက်ခံကမကောင်းမှုဆိုတာကိုလည်းသူထုတ်ဖော်ပြောပြခဲ့ပါတယ်။ကံကောင်းထောက်မစွာသူကတရုတ်ဆောင်စွမ်းရည်ရှိလို့အမှုပညာကျောင်းဝင်ခွင့်စာမေးပွဲကိုအောင်မြင်ခဲ့တာပါ။ဒါပေမဲ့နေထိုင်စရိတ်နဲ့ကျောင်းလက်ခအတွက်ငွေရှိဖို့ကြီးရွှန်ကငှားရမ်းခံရည်စားလုပ်ဖို့ဆုံးဖြတ်ခဲ့တာပါ။တက္ကသိုလ်တတိယနှစ်မှာသူကဖောက်တဲ့တယောက်နဲ့တွေ့ခဲ့ပါတယ်။စာချုပ်ပြီးဆုံးသွားတဲ့အခါအဲ့ဒီမိန်းကလေးကကြီးရွှန်ကိုဆက်ပြီးကတ်တွယ်နေခဲ့ပါတယ်။သူမကစာရီဆက်တိုက်ပို့ပြီးဖုန်းတွေခေါ်ခဲ့ပါတယ်။အဲ့ဒီကောင်မလေးကကြီးရွှန်ရဲ့ကျောင်းကိုတောင်လာပြီးကိုတက်တည်ခြင်းခဲ့ပါတယ်။ဒါကြောင့်ကြီးရွှန်ရဲ့ရည်စားငှားတဲ့အလုပ်ကိုလူသိရှင်ကြားဖြစ်သွားပြီးကျောင်းကဒီအလုပ်ကိုတားမြစ်လိုက်တာကြောင့်သူအသက်မွေးဝမ်းကျောင်းပြုဖို့စောက်လုပ်ရေးလုပ်ငန်းခွင်မှာအထမ်းသမားအဖြစ်အလုပ်လုပ်ခဲ့ရပါတယ်။ကျောင်းနောက်ဆုံးနှစ်မှာကြီးရွှန်စကားတကားမှာတရုတ်ဆောင်ဖို့ဖိတ်ကြားခံရပေမဲ့ကံမကောင်းစွာနဲ့ရော်ကြီးငွေပေးဖို့အတွက်စာချုပ်ဖောက်ဖျက်ခံရပါတယ်။ကြီးရွှန်ကငှားရမ်းခံရည်စားအဖြစ်ဆက်လုပ်နေရပါတယ်။အဲ့ဒီအဖြစ်ပြက်ကြောင့်ဖောက်တယ်တွေကိုသူ့အပေါ်စိတ်မလှုပ်ရှားစေရဘူးဆိုတဲ့စီကံတစ်ခုချမှတ်ခဲ့တာပါ။ကြီးရွှန်ကဆိုးရွားတဲ့အရာတွေထပ်မဖြစ်အောင်ရှောင်ရှားခြင်းတယ်လို့လင်းကေကခံမှန်းမိပါတယ်။ဒါကြောင့်ဖေးရဲ့ခံစားချက်တွေကိုဖျက်တောက်ဖို့အပိုဆောင်ကြီးတောင်းခံတဲ့နီလန်းကိုအသုံးပြုခဲ့တာပါ။ဖေးကကြီးရွှန်ကိုအမြဲပြုံးနေပြီးATA ဆက်နိုင်တာကိုပဲမြင်ခဲ့ပါတယ်။ထို့အပြင်သူမအလိုအဆုံးအချိန်တွေမှာသူအမြဲပေါ်လာတတ်ပါတယ်။သူဒီလောက်အထိဒုက္ခခံရလိမ့်မယ်လို့ဖေးမထင်ခဲ့ပါဘူး။နောက်တနေ့မနက်မှာတော့သူမကြီးရွှန်ကိုနှုတ်ဆက်ဖို့အောက်ထပ်ကိုဆင်းလာခဲ့ပါတယ်။ပြိုင်ပွဲကိုစီစဉ်ပြီးသူ့ကိုတမင်တက်တက်ပြစ်မှတ်ထားခဲ့တဲ့အတွက်ဖေးတောင်းပန်ခဲ့ပါတယ်။ငှားရမ်းခံရည်စားတယောက်အနေနဲ့ကြီးရွှန်ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့သူမထင်ပါတယ်။အများကြီးတောင်းဆိုခဲ့မိလို့ဖေးကကိုအပြစ်တင်ခဲ့ပါတယ်။သူမရဲ့အမားကိုပြန်ပေးဆက်ချင်တာကြောင့်နှုတ်ဆက်တဲ့အနေနဲ့သူ့ကိုပကြီးကားတစ်ချက်ပေးခဲ့ပါတယ်။ဖေးကသူမအလိုအဆုံးအချိန်မှာအမြဲပေါ်လာပေးတဲ့အတွက်သူ့ကိုကျေးဇူးတင်ခဲ့ပါတယ်။သူမကကြီးရွှန်ကိုလင်းကေနဲ့ဘယ်တော့မှမလဲလှဲ့ခြင်းဘူးလို့အခိုင်အမာပြောခဲ့ပါတယ်။ဖေးရဲ့နှလုံးသားထဲမှာတဦးတည်းသောငှားရမ်းခံရည်စားကကြီးရွှန်ဖြစ်လို့သူဆက်နေပေးဖို့မျှော်လင့်ပါတယ်။ဖေးကကြီးရွှန်ကိုပြန်လဲကြိုဆိုခြင်းလို့ပျော်ပွဲစားထွက်ဖို့စီစဉ်ခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့ကြီးရွှန်ကအရင်ကထက်ပိုပြီးတွေးခေါ်မျှော်မြင်တက်လာပါတယ်။သူဖေးကိုဆက်ပြီးအနိုင်မကျင့်တော့ပါဘူး
တငယ်ချင်း၄ယောက်အတူတူပျော်ပျော်ပါးပါးဆော့ကစားပြီးလှပတဲ့အမှတ်တရတွေကိုဖန်တီးခဲ့ကြပါတယ်။မင်မင်ကဖေးနဲ့စကားပြောနေရင်ဂျီရွှန်ကိုပြန်လာအောင်သူမရဲ့အချစ်ဆုံးတငယ်ချင်းကဘာကိုအသုံးပြုခဲ့တာလဲလို့စဉ်းစားနေပါတယ်။ယောက်ျားတွေကအလွယ်တကူသဘောကျတတ်တယ်လို့ဖေးထင်ပါတယ်။ဒါကြောင့်ဂျီရွှန်ကိုဆက်နေစေချင်တယ်လို့သူမကပြောလိုက်တာနဲ့သူကလိမ္မာစွာနားထောင်ခဲ့တာပါ။မင်မင်ကိုအတန်ကြာလေ့လာပြီးနောက်ဂျီရွှန်ကမျက်နှာများသူမဟုတ်ဘူးဆိုတာကိုမြင်တော့ဖေးနဲ့ဂျီရွှန်တကယ်တွဲတာကိုကန့်ကွက်เสียရမလိုဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။ဝိုင်းတောက်တဲ့ဝိုင်းမှာမင်မင်ကလက်ချောင်းခောက်တဲ့ဂိမ်းကစားချင်ခဲ့ပါတယ်။ပထမမေးခွန်းကဘသူမှ first kiss မရှိတော့ဘူးလဲဆိုတာပါ။ဂျီရွှန်လက်ချောင်းတစ်ချောင်းခောက်လိုက်တာကိုမြင်တော့ဖေးစိတ်ပြတ်သွားပါတယ်။ဒီမှာရှိနေတဲ့သူတယောက်ယောက်ကိုသဘောကျတဲ့သူလက်ချောင်းခောက်ဖို့မင်မင်ဆက်မေးပါတယ်။ဖေးနဲ့ဂျီရွှန်တို့ကအချင်းချင်းအကဲဆန်းနေကြတာကြောင့်နှစ်ယောက်စလုံးကဝန်ခံဖို့ညှင်းဆိုခဲ့ကြပါတယ်။ဂျီရွှန်ကလက်ချောင်းကိုတိတ်တဆိတ်ခောက်ခဲ့ပေမဲ့ဖေးကိုတော့ပေးမသိခဲ့ပါဘူး။ဖေးကအရက်တောက်ထားလို့အနှဲငယ်မူးနေပါတယ်။သူမကဂျီရွှန်ရဲ့ရင်ဘတ်ကိုမိပြီးသူ့ရဲ့ပထမဆုံးအနမ်းကဘသူနဲ့လဲလို့မေးခွန်းထုတ်ပါတယ်။ဂျီရွှန်ကဖေးကိုနမ်းပြီးသတိပေးခဲ့ရပါတယ်။ဖေးကချက်ချင်းပဲသူ့လက်ပင်ကိုဖတ်ပြီးနမ်းလိုက်ပါတယ်။သူမနိုးလာတော့ဂျီရွှန်ကိုနမ်းရတယ်လို့ထပ်ပြီးအိမ်မက်မက်နေတယ်လို့ထင်နေပါတယ်။သူမသူ့ကိုစက်တိုက်ရှောင်နေတာကိုဂျီရွှန်တွေ့ခဲ့ပါတယ်။သူမကတာဝန်အလုံးကိုရှောင်လွှဲဖို့ကြိုးစားနေတယ်လို့သူထင်ပါတယ်။ဒီအချိန်မှာဖေးရဲ့အဖေကသမီးဖြစ်သူကိုရုတ်တရက်လာလဲပါတယ်။မင်မင်ကလင်းကေကိုအမြန်ပုံခိုင်းလိုက်ပါတယ်။ဂျီရွှန်ကသူ့ကိုနှုတ်ဆက်ဖို့အမြန်ထွက်သွားပါတယ်။ဖေးရဲ့အဖေကခွေးမုတ်အိတ်ကိုတွေ့သွားတာကိုသူမြင်လိုက်ပါတယ်။ဂျီရွှန်ကဖေးအတွက်မုတ်ဝယ်လာတာပါလို့အမြန်ဝန်ခံလိုက်ပေမဲ့ရုတ်တရက်ခွေးဟောင်တန်းထွက်လာပါတယ်။ဖေးရဲ့အဖေကစစ်ဆေးဖို့လာတာဆောင်ကိုချက်ချင်းထွက်သွားပါတယ်။သူမချက်ချင်းဝမ်းနေသွားပြီးသမီးဖြစ်သူကိုဂယုမဆိုင်ပဲခွေးကိုပဲဂယုဆိုင်လို့အဖေဖြစ်သူကိုအပြစ်တင်ခဲ့ပါတယ်။နောက်ဆုံးတော့ဖေးကသူမအဖေကိုပြန်လွတ်နိုင်ခဲ့ပါတယ်။သူမနဲ့ဂျီရွှန်တို့ဘေးအန္တရာယ်ကနေကင်းလွတ်သွားလို့စိတ်သက်သာရာရသွားကြပါတယ်။နောက်တနေ့မှာဖေးနဲ့မင်မင်တို့ကထွက်ရှိတော့မဲ့ဂိမ်းတစ်အတွက်အမြန်ပြင်ဆင်ကြပါတယ်။ကောင်မလေးနှစ်ယောက်က virtual နတ်ဖျားနဲ့အချစ်ဂိမ်းကစားတာကိုဆွဲလန်းနေတာကိုကြည့်ပြီးလင်းကေကတဝန်တူမိပါတယ်။ဘာလို့လဲဆိုတော့သူကစိတ်ကူးရင်ဇက်ကောင်ရဲ့ချစ်ချင်းမြတ်တာကိုမရှင်နိုင်လို့ပါ။ဖေးနဲ့မင်မင်ကဂိမ်းထဲကဇက်ကောင်ကိုစက်တိုက်ချီးကျူးနေကြပါတယ်။သူကချောလဲချောတယ်လို့တစ္ဆာလဲရှိပါတယ်။သူတို့နှစ်ယောက်စလုံးကဒီပြည့်စုံတဲ့ရည်စားအတွက်ပတ်စံဖြည့်တင်တယ်လို့ထင်နေကြပါတယ်။ဂျီရွှန်ကသူထပ်ပြီးစွန့်ပစ်ခံရမှာကိုကြောက်လို့လင်းကေနဲ့မဟာမိတ်ဖွဲ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့နှစ်ယောက်ကဂိမ်းထဲက virtual ရည်စားကိုတိုက်ခိုက်ကြမှာပါ။အချင်းချင်းစမ်းသပ်ဖို့ဂိမ်းအစ်တစ်ခုကိုစမ်းကြည့်ဖို့သူတို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တနေ့မနက်စောစောမှာလင်းကေကလူကြီးလူကောင်းတစ်ယောက်လိုဝတ်ဆင်ထားပါတယ်။မင်မင်ကိုမြှုပ်ဆွဲဖို့အစွမ်းကုန်စူးစမ်းခဲ့ပေမဲ့မမျှော်လင့်ပဲသူမကကြောက်လန့်ပြီးအခန်းထဲပြေးဝင်သွားပါတယ်။တစ်ချိန်တည်းမှာပဲဂျီရွှန်ကလည်းကြီးစိုးတဲ့ကျူအဖြစ်တရုပ်ဆောင်ခဲ့ပါတယ်။သူကသူ့ကောင်မလေးကိုနံရံမှာဖိထားပါတယ်။ဂျီရွှန်ဆေးမတောက်ထားတယ်လို့ဖေးထင်လို့သူ့ကိုသတိပေးခဲ့ပါတယ်။အဲ့ဒီနောက်သူတို့နှစ်ယောက်ကကောင်လေးနှစ်ယောက်ဟာဂိမ်းထဲကဇက်ကောင်တွေကိုအတူယူချင်နေကြတယ်လို့ကြားသိရပါတယ်။အဲ့ဒီအတွေ့ကိုစွန့်လွတ်ဖို့ဖေးကအကြံပေးပါတယ်။မင်မင်ကသူမဟာ virtual နတ်ဖျားကိုသဘောကျပေမဲ့လက်တွေ့ဘဝမှာအဲ့ဒီလိုရည်စားမျိုးကိုမကြိုက်ဘူးလို့ထင်ပါတယ်